AI နဲ့လိမ်လည်မှုတွေများလာလို့ American ကျောင်းတွေမှာ Blue Book တွေပြန်လည်ခေတ်စားလာ American ပြည်ထောင်စုတဝန်းကတက္ကသိုလ်တွေနဲ့ကျောင်းတွေဟာစာမေးပွဲတွေမှာ AI ကိုညီနဲ့လိမ်လည်မှုတွေမြင့်တက်လာတာကြောင့်အရင်ကအသုံးပြုခဲ့ကြတဲ့ Blue Book လို့ခေါ်တဲ့အပြာရောင်စာအုပ်လေးတွေကိုပြန်လည်အသုံးပြုလာကြပြီဖြစ်ကြောင်း The Wall Street Journal ကဖော်ပြခဲ့ပါတယ်။ဘာကြောင့် Blue Book တွေပြန်သုံးတာလဲChatGPT လိုမျိုး AI တွေဟာကျောင်းသားတွေအတွက်အင်စာတွေစာစီစာကုန်းတွေနဲ့အခြားစာမေးပွဲတွေကိုအလွယ်တကူရေးသားနိုင်အောင်ကူညီပေးနေပါတယ်။ဒါကြောင့်ကျောင်းသားတွေဟာသူတို့ဘာသာသူတို့မစင်စားမရေးပဲ AI ကိုသုံးပြီးလိမ်လည်မှုတွေပိုများလာပါတယ်။ဒါကိုတားဆီးဖို့အတွက်ဆရာမတွေဟာအရင်နည်းလမ်းဖြစ်တဲ့ Blue Book တွေကိုပြန်သုံးပြုလာကြတာပါ။ Blue Book ဆိုတာဘာလဲBlue Book ဆိုတာကတော့အပြာရောင်ဖုံးနဲ့ဗလာစာအုပ်လေးတွေပါဒီစာအုပ်တွေမှာကျောင်းသားတွေကကိုယ်တိုင်လက်ရေးနဲ့စာစီစာကုန်းတွေစာမေးပွဲဖြေဆိုမှုတွေကိုရေးသားရပါတယ်။ဒါမှသာအင်တာနက်ကွန်ပျူတာဒါမှမဟုတ် AI ကိရိယာတွေရဲ့အကူအညီမပါဘဲကိုယ့်ဘာသာကိုတကယ်နားလည်တက်မြောက်ထားတာတွေကိုပြသနိုင်မှာဖြစ်ပါတယ်။ရောင်းအားတွေမြင့်တက်လာ Roaring Spring Paper Product လို့ခေါ်တဲ့ Blue Book တွေကိုအဓိကထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုရဲ့ပြောကြားချက်အရ AI သုံးစွဲမှုများလာတာကြောင့်ပြီးခဲ့တဲ့နှစ်တွေအတွင်း Blue Book ရောင်းအားတွေတိတိတတ်တက်လာတယ်လို့သိရပါတယ်။တက္ကသိုလ်စာအုပ်ဆိုင်တွေမှာလည်း Texas University မှာ 30% University of Florida မှာ 50% နီးပါး University of California Berkeley မှာတော့ 80% အထိရောင်းအားတွေတိုးလာခဲ့တယ်လို့ Wall Street Journal ကဖော်ပြထားပါတယ်။ဆရာမတွေရဲ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှု AI ကိရိယာတွေပေါ်ပေါက်လာတာဟာပညာရေးနယ်ပယ်မှာစိန်ခေါ်မှုအသစ်တွေကိုဖန်တီးပေးနေပါတယ်။ဆရာမတွေဟာ AI ကိုဘယ်လိုထိန်းချုပ်ရမလဲကျောင်းသားတွေကိုဘယ်လိုနည်းလမ်းနဲ့စစ်ဆေးရမလဲဆိုတာကိုစဉ်းစားနေကြရပါတယ်။ Blue Book တွေပြန်သုံးတာဟာလက်ရှိအခြေအနေမှာတော့ AI လိမ်လည်မှုကိုတားဆီးနိုင်တဲ့ထိရောက်တဲ့နည်းလမ်းတစ်ခုအဖြစ်